တကယ်လို့မြန်တစုံတယောက်ကဘာသာကြားတွေကငါတို့ကတော့သေးပြီးရင်ဘလို့ဖြစ်မှလို့ယုံကြည်တာကွာမင်းတို့ကတော့သေးပြီးရင်နောက်ထပ်ဘဝတစ်ခုဆက်ဖြစ်မှလို့ယုံကြည်တာဘာဘူးလို့ဘဝကဆက်ဖြစ်တာတော့သေးပြီးရင်မရက်ဖက်နဲ့ဘာလို့ဆက်ဖြစ်တာတော့လို့မေးရင်ဗုဒ္ဓဘာသာလို့ဆိုတဲ့ဟောဒီလူတွေရဲ့စိတ်ထဲမှာဖြေတရားအဖြေအရင်သိရှိမလားဘာဘူးလို့ဘဝဆက်ဖြစ်တာတော့နည်းနည်းလေးဘုန်းကြီးကအဖြေမပြောသေးဘဲနဲ့ရက်နေနော်ဘာလို့ရက်တာတုံးဆိုတော့အဲ့ဒီအဖြေလေးကိုကြားတဲ့ခါမှာပို့ပြီးတော့မှတ်မိစေခြင်းလို့ကိုယ်စိတ်ထဲမှာအပြေးအလွှားလှုပ်လှုပ်တဲ့အဖြေရှာတဲ့အဖြေကရေးရမတွေ့ဘူးသိတယ်လို့မသိတယ်လို့ဟိုဟာပြောလိုက်ရမှလို့ဒီဟာပြောလိုက်ရမှလို့နော်ဘာကြောင့်ဘဝဟာသေးပြီးရင်မရက်ဘဲနဲ့ဆက်ဖြစ်တာတုံးလို့မေးရင်လောဘကြောင့်ဖြစ်တာလို့ပြောတတ်ပါစေဒေသနာကိုအထောက်ထားပြပါဆိုလို့ရှိရင်တဏ္ဏပောနောဘဝိကာဆိုတဲ့စကားလုံးလေးကိုအထောက်ထားပြုလိုက်ဘယ်မှာတွေ့ရအောင်ဒီစကားလုံးဓမ္မစကြာအလွန်ပြည့်စုံတဲ့ဒေသနာကြီးဓမ္မစကြာမှာလာတဲ့ဝဝရတိုင်းစကားလုံးတိုင်းကိုအဓိပ္ပာယ်နားလည်မှုနဲ့တကွမှတ်သားထားနိုင်ရင်အလွန်အစင်အတန်းမြင့်တဲ့ဗုဒ္ဓဘာသာဖြစ်မယ်ဘဝကိုဆက်ပြီးတော့ဖြစ်စေတတ်တဲ့အရာဟာဘယ်အရာလဲလို့မေးရင်လောဘဘဝသည်ပင်လင်ဒုက္ခဖြစ်တဲ့အတွက်ကြောင့်ဘဝကိုဖြစ်စေတတ်သောလောဘကိုမြတ်စွာဘုရားဒုက္ခသမုဒယသစ္စာဒုက္ခဖြစ်ခြင်းအကြောင်းတည်းဟာသူပဲလို့ဟောတာအဲ့ဒီတဏှာလောဘကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာမြတ်စွာဘုရား၃ချက်ဖွင့်ပြတယ်နော်ယာယံတဏ္ဏပောနောဘဝိကာနန္တိရာဂသဟဂတာတတရာဘိနန္တိနိ၃ချက်ဖွင့်ပြတယ်ပထမအဓိပ္ပာယ်ဖွင့်ဆိုချက်ကတဏ္ဏပောနောဘဝိကာဘဝတစ်ကိုထပ်ပြီးတော့ဖြစ်စေတယ်ဘဇုစွမ်းအားနဲ့ကျွတ်တို့ဘဝတွေဆက်ဖြစ်တော့ပေါ်ပြီနော်လောဘရဲ့စွမ်းအားဘဝကိုမတ်တဲ့ကာမဘုံမက်တဲ့လောဘတွေရှိတယ်အဲ့ဒီလောဘကပဲကိုမက်တဲ့ဘဝမျိုးတွေကိုထပ်ပြီးတော့ရနေစေတာတဏ္ဏပောနောဝိကာပြီးတော့မှပြောတော့နန္ဒီရာဂသဟဂတာနှစ်သက်ခြင်းဆွဲမဲ့ခြင်းနဲ့အတူတကွဖြစ်တယ်လောဘဖြစ်ပြီးဆိုရင်နှစ်သက်တာလည်းပါတယ်ဆွဲမဲ့တာလည်းပါတယ်လို့ပြောတာတတရာဘိနန္တိနိရောက်ရဘဝရရအာယုံမှာပျော်မွေ့နေတတ်တဲ့သဘောလည်းရှိတယ်အခုလူရဲ့စိတ်နဲ့ခွေးလေးတွေလှမ်းကြည့်ရင်တော့စိတ်ပြည့်စရာကြီးခွေးတော့မဖြစ်ချင်ပါဘူးဟုတ်လားနွားတွေကြည့်ရင်လည်းနွားတော့မဖြစ်ချင်ပါဘူးဒါကလူစိတ်နဲ့စဉ်းစားတာဟုတ်အဲ့ဒီခွေးစိတ်နဲ့အဲ့ဒီခွေးဘဝကိုဝင်စားပြီးတော့ကြည့်လိုက်အဲ့ဒီခွေးဟာသူ့ဘဝမှာပြင်းတယ်လို့ထင်သလားတချို့ခွေးဘဝဘေးကနေကြည့်ရတာတုံးတိုင်းလူတဲ့တောင်ချမ်းသာတယ်လို့ထင်တယ်ဘုန်းကြီးစိတ်ထဲမှာတချို့ယောဂလည်းကင်းတယ်ကောင်းကောင်းမွန်မွန်ကျွေးမွေးထားတယ်ကြောင်းကြမဲ့ပူပန်မဲ့အိတ်နေလိုက်တာများဟုတ်လားတချို့လူတွေအဲ့ဒီချမ်းသာမရဘူးအဲ့ဒီလောက်မချမ်းသာဘူးသဘောတူလားမသိဘူးပြောချင်တာကဘာတော့ဘယ်ဘဝမျိုးပဲရတဏှာလောဘကဖြစ်စေတဲ့ဒီဘဝကိုအဲ့ဒီတရဝဟာပြင်းတယ်လို့မရှိရောက်ရဘဝမှာပျော်မှာပဲခွေးဖြစ်ရင်ခွေးဘဝမှာခွေးဟာပျော်မှာပဲလူစိတ်နဲ့မို့ခွေးဘဝကိုပြင်းနေတာကိုခုကျွတ်တို့လူဘဝကိုလည်းပဲနတ်တွေကကြည့်ရင်ဘလို့များမြင်မလဲဘုန်းကြီးအဲ့ဒါကိုစိတ်ဝင်စားမိစာထဲမှာဖတ်ဖူးတာကတော့တယူဇနာလောက်ကနေရှောင်နေတဲ့နန်လို့တဲ့ဟုတ်လားနော်အဲ့ကျွတ်တို့ကကျွတ်တို့ဘဝကျွတ်တို့ပြင်းသလားနတ်တွေကကြည့်ရင်တော့ဘလို့များနေမလဲစဉ်းစားတရားလေးတွေကိုပြောတာဘုန်းကြီးကအဲ့တော့ဘာပြောနေတာတော့ဘဝတွေကတဘဝပြီးတဘဝဆက်ဖြစ်တယ်ဘာလို့ဖြစ်တာတုံးလို့မေးရင်ဖြေတတ်ပါစေဘဝကိုမမောတဲ့လောဘကြောင့်ကိုပဲဘဝဖြစ်ရတယ်လောဘကြောင့်ဘဝဖြစ်ရဒါနဲ့အဲ့ဒီလောဘကဘာလို့ဖြစ်တုံးဆိုတော့ तू လိုချင်တဲ့အရာ तू ဖြစ်ချင်တဲ့အရာကြီးဟာဒုက္ခဆိုတဲ့ဒီအမှန်တရားကိုမသိလို့လောဘဖြစ်တယ်မောဟကြောင့်လောဘဖြစ်တယ်အဝိဇ္ဇာကြောင့်တဏှာဖြစ်တယ်ဒီလိုနားလည်စေခြင်းဘဝဆင်းရဲတယ်ဆိုတာအမှန်တရားကြီးသိသလားမသိအဲ့ဒီမသိမှုအဝိဇ္ဇာကြောင့်ဘဝရဲ့ပုံမှာအမျိုးမျိုးထင်မြင်ချက်တွေပေးပြီးတော့ဘဝကိုမမောနေတယ်တွေ့တာနေတယ်ဆွဲလန်းနေတယ်အဲ့ဒီမမောတွေ့တာဆွဲလန်းမှုဒီပင်လည်းဘဝကိုထပ်ပြီးတော့ဖြစ်စေတယ်နားလည်ရနော်ဒီအထိ